အခုမင်္ဂလာပါရှင် မင်္ဂလာပါညီမလေး မင်္ဂလာပါဆရာ မင်္ဂလာပါညီမလေး ဟုတ် ဒီဇိုင်းမှာဆက်ရလေးညီမလေးဘာကြီးဟာတော့ဒီကိုထမင်းလိုက်နေရပေါ့နော် ဟုတ်ထမင်းလိုက်တဲ့တွေကိုဖတ်ထမင်းလည်းရရရှင်ပြီးရန်ကုန်ပေါင်းလို့မန္တလေးပေါင်းလို့လည်းရရှင်ပြီးရွှေထမင်းကျွဲပိုင်းလည်းရရှင် ဒီနေ့ဟိုစီးပြီးချက်လာညီမလေးဟိုဗမာချက်လားညီမလေး မိုင်းလို့ဆိုင်ကဗမာချက်လေးပဲချက်ထားရပါရှင် ဟုတ်လားဒီပစုံကြတော့လဲဟိုနော်ပစုံကြလည်းအကောင်ကြီးတယ်လား ဟုတ်အကောင်ကြီးပါရှင် အေးပါကိုအဲ့ဆိုပစုံလေးနဲ့ဟိုဖထမင်းတစ်ပွဲနော်ကိုရေတန်းတကူ ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ အဲ့ဒါပဲလားဆရာဖတ်ထမင်းပစုံလေးနဲ့ရပါရှင်ဆရာသုံးစာလားစေမပြာရှိပြောလို့ရရရှင် ဟုတ်ကဲ့ပါကျေးဇူးပါဗျညတစ်ချက်နားရ ဆရာစားရတာအဆင်ပြေလားရှင် စားရဆင်းနေညီမလေးဟိုပတ်စံရှင်ဘယ်လောက်ကြာလဲ ဟုတ်ဆရာဖတ်ထမင်းပစုံလေးနဲ့ချက်ထောင်ပါရှင် အော်အေးပါညီမလေးဟုတ် နောက်လည်းလာပေးပါဦးရှင် ဟုတ်ကဲ့ပါကျေးဇူးပါဗျ